မင်္ဂလာပါခင်ဗျာအလင်းရဖြစ်ပါတယ်ဒါကတော့ဖျောင်းအရန်ပူရာကြီးကိုလောင်းပြီးတဲ့အတွက်ဒါဖျောင်းညက်သွားတာဖြစ်ပါတယ်အဲ့လိုဖျောင်းညက်လို့ရှိရင်ကျွန်တော်တို့ဒီခုံကိုကျွန်တော်နင်းကန်ကျွန်တော်တို့မနှင်းချပါဘူးအဲ့လိုနင်းချတဲ့ခါကျလို့ရှိရင်ခုံကကြာရှည်ခမ်းမဲ့ဟာကြာရှည်မခမ်းတော့ပဲမြင်မြင်ပျက်စီးတတ်ပါတယ်အဲ့ဒါကိုဘယ်လိုဖြေရှင်းရလဲဆိုတော့ကျွန်တော်တို့ဒီဖျောင်းလိုင်းကြားလေးတွေတည်းမှာကျွန်တော်တို့မီးသွေးနဲ့ဖြစ်ဖြစ်ကျွန်တော်တို့မီးလေးအပူပေးပြီးတော့ကျွန်တော်တို့အပူပေးရပါတယ်အဲ့လိုအပူပေးတဲ့ခါကျမှကျွန်တော်တို့ဖျောင်းသားလေးရနည်းနည်းပျော်ပြီးတော့အပေါ်ကြွတက်လာမှာဖြစ်ပါတယ်အခုကတော့မနက်စောစောစီစီနည်းနည်းလေးကန်ထသွားတာပေါ့ဗျအခုလက်ရှိကတော့ဒါဖြည့်ရှင်းပြီးလို့ဒါအခုရေလေးပြန်ပြီးတော့ထည့်နေတာဖြစ်ပါတယ်ပထမရေလေးနည်းနည်းလေးပြီးသွားလို့ဒီမှာဒီမိုင်းလောက်တော့ပါဒီမိုင်းဒါလေးကိုလုပ်ငန်းခွင်မှာဖြစ်တဲ့ဘောဒီယာလေးတွေချပြပေးတာဖြစ်ပါတယ်ဖျောင်းလောင်းတဲ့ခါအရင်ပူလို့မရပါဘူးခင်ဗျာအရင်နဲ့အေးလို့မရပါဘူးအရင်အေးတဲ့ခါကျတော့ရှိလို့ရှိရင်ဖျောင်းသားတွေရောက်ထတယ်ပါတယ်ပြုတ်လေးထပြီးတော့ဖြစ်ပါတယ်အရင်ပူတဲ့ခါဖြစ်လို့ရှိရင်လည်းအခုလိုဖျောင်းခုန်နေညက်တတ်ပါတယ်အဲ့ဒါလေးလာရှင်းပြတာပါခင်ဗျာကျေးဇူးတင်ပါတယ်